အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှိနေတော့ EPU နေမဲ့ဖြစ်ပါတယ်။မေးခွန်းလေးတစ်ခုမေးမြန်းထားတာပါ။ဆရာမကြီးတဲ့နှလုံးမိုးကို line ပေါ်တင်ပြီးတောင်းတာတရားဝင်လာသိချင်လို့ပါတဲ့။ဒီမေးခွန်းလေးဖြေကြားပေးရမယ်ဆိုလို့ရှိရင်နှလုံးမိုးကိုဆိုတာနှလုံးဒီထိုးတဲ့ကိုကနှလုံးဒီရောင်းတဲ့ကိုကဒါကလောင်းကစားဥပဒေနဲ့ဒါကပါဝင်ပတ်သက်သွားပြီပေါ့နော်။လောင်းကစားဥပဒေအရအရေးယူလို့ရတာဖြစ်တယ်။နှလုံးဒီဆိုတာလည်းလောင်းကစားပဲဆိုတော့ရောင်းတဲ့သူရောထိုးတဲ့သူပါအရေးယူခြင်းခံရမှာဖြစ်တယ်။အဲ့တော့နှလုံးဒီကိုရစရာရှိတဲ့အကျွေးကို line ပေါ်တင်ပြီးတောင်းရင်လေ line ပေါ်တင်တာတစ်ခါတစ်ဖက်ကနေပြီးတော့တင်ခမ်းတဲ့သူကအရေးယူမယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းနှလုံးဒီရောင်းတဲ့အတွက်အရေးယူခြင်းခံရမှာဖြစ်တယ်ထိုးတဲ့သူကလည်းကိုထိုးတဲ့အချိန်မှာတော့ပေါက်တဲ့အချိန်မှာတော့ဒီလိုပေါ့နော်ပေါက်တယ်ဆိုလို့ရှိရင်သူတို့ဒီငွေရတယ်ပေါ့အဲ့လိုမျိုးငွေရတယ်ဆိုလို့ရှိရင်ပေါက်တဲ့အချိန်မှာတော့ယူမှာပဲအဲ့တော့ကိုကနှလုံးဒီကိုထိုးထားရဆိုလဲဒီနှလုံးကျွေးကိုပြန်ပေးဖို့တာဝန်ရှိပါတယ်ဒါပေမဲ့နှလုံးထိထိုးထားဆိုရင်လောင်းကစားကျွေးကိုလည်းဒီရဲစခန်းမှာအမှုဖွင့်ပြီးတော့တိုင်တောင်းတာဒါမျိုးတွေလုပ်လို့မရအောင်เนาะဘာလို့ဆိုတော့2ယောက်လုံးဖမ်းခံရမှာစပြီးတော့ရောင်းတဲ့သူရောဒီထိုးတဲ့သူရောအပြစ်ရှိတာဖြစ်တဲ့အတွက်နှစ်ဖက်ညှိနှိုင်းပြီးတော့ပဲဒီငွေကိုညှိနှိုင်းပြီးတော့တောင်းယူပါလို့ဖြေကြားပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်